ဒါလေးကတော့ချွန်းချူပူရမယ့်ဇမ်ပို S40 ဖြစ်ပါတယ်ဒီ Go Ultra 5 ကိုမှဘာရှင်းအသစ်ဖြစ်တဲ့ 226V နဲ့လာတဲ့ဘာရှင်းဖြစ်ပြီးတော့ SSD က512နဲ့ RAM 16GB ပါတယ်ပြီးတော့အဖြူလေးဖြစ်ပါတယ်ဖောက်ပြီးတော့ကျွန်တော်လိုတာလုပ်ပြီးတော့ပို့ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အထင်းမှာဘာတွေပါလဲကြည့်လိုက်ရအောင်ဒါတော့အရင်တော့ဇမ်ပို S60 မှာပြောပြပေးသွားသလိုပဲ Ceraluminium body နဲ့လာမှာပဲဖြစ်ပါတယ်ဒီမှာတော့အာသွင်ဘူးပါမယ်ထင်တယ်ချက်ကြည့်အောင်အာသွင်ဘူးနဲ့အာသွင်ကြိုးနဲ့ပဲပါတယ်တခြားတော့ဘာမှမပါဘူးပေါ့နော် Ceraluminium ရဲ့ဒီသူတို့ပြောတဲ့အဖြူပြဘာအဖြူညာအဖြူတော့ပြောထားတယ်ပေါ့နော်အဲ့အဖြူကဒီအသားလေးတိုင်းပဲပေါ့နော်ဒီမှာဒီဘူးမှာတုံးပေးထားတဲ့အသားအတိုင်းပဲသူတို့တုံးပေးထားတာကြောက်သားလေးလိုပဲတော်တော်လေးအေးတဲ့အသားကိုခံစားရမှာဖြစ်ပါတယ်ဒါကျွန်တော်ဘာလို့ဒါကိုအရင်ပြောနေလဲဆိုတော့လေအရင် S60 ကိုဖောက်ပြီးသားရှိရဆိုတော့အဲ့ experience လေးကိုမူတည်ပြီးတော့ပြောရပါတော့ဒီဟာကလည်းပဲဘူးလေးကလည်းပဲကျွန်တော်တို့လှန်ပြီးတော့ဖွင့်တဲ့အနေထားလေး box လေးတို့ပဲတော့လှန်ပြီးတော့ဖွင့်တဲ့အနေထားလေးနဲ့ကန်ရမှာဖြစ်ပါတယ်ဒီမှာဒါတော့ Ceraluminium body အသစ်နဲ့ထုတ်တာဆိုတော့ဒီမှာကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတွေသူတို့ရေးပေးထားရပေါ့နော်ထားပါဒါကြီးကတော့ကဲတစ်ချက်ရှိုးโอ้လုံးဝလက်ရမထင်တဲ့အသားလေးနဲ့ပြီးတော့ပေါ့ပေါ့လေးပဲโอ้တော်လေးပေါ့တာကိုတွေ့ရတယ် SSD မှာလည်းပေါ့တဲ့အထဲတော့ပါတယ်ဒါပေမဲ့ဗျာဆက်လေးလက်မှဆိုတော့ပို့ပြီးတော့ပေါ့သွားတယ်ပေါ့နော်အဲ့လိုအနေထားတော့ရှိပါတယ်ကဲအထဲထဲကကျွန်တော် look လေးကိုကြည့်အောင်ပေါ့နော်လက်တစ်ဖက်ထဲနဲ့ဖွင့်လို့ရမလားဆိုတာလေးကိုကျွန်တော်တစ်ချက်အရင်စမ်းကြည့်ပါမယ်ဝေါဟိုဒီလောက်ပေါ်တဲ့ laptop မှာလက်တစ်ဖက်ထဲနဲ့ဖွင့်လို့ရအောင်လုပ်ပေးတာလေးရတော့တော်တော်လေးချီးကျူးစရာကောင်းမဲ့အနေထားပါဒါကတော့ job ဘေးပဲတခုရှိတာက S60 နဲ့မတူတော့တာကဒီဘက်မှာပါတဲ့ SD card slot ပေါ့နော် SD card slot မပါတော့ဘူးဒီတိုင်းပဲ Type A တစ်ပေါက်ထည့်ထားပြီးတော့ HDMI နဲ့ Type C နှစ်ပေါက်ကိုထည့်ထားပေးတာတွေ့ရမှာဖြစ်ပါတယ်အဓိကတော့ဒီ Ceraluminium body ပေါ့နော်ဒါလေးကတော်တော်လေးမိုက်တဲ့ထဲမှာပါတယ်သူက OLED ရဲ့ထုံးစံအတိုင်းပဲအပူဒဏ်ကနေကင်းဝေးအောင်ဆိုပြီးတော့သူတို့ကလေဝင်လေထွက်တွေကိုပဲဒီအောက်ဘက်ကိုပဲထုတ်တယ်ပေါ့နော်ဒီမျက်နှာပြင်တွေကိုထုတ်တဲ့အထဲမှာတော့မပါပါဘူး SSD ကတော့130ကျော်မြန်မာငွေ80ဝန်းကျင်ဆိုပေမဲ့ဒါကတော့15သိန်းဝန်းကျင်115သိန်းဝန်းကျင်ဆိုတော့ maybe 350တစ်ဖက်လေအဲ့ပတ်ချလေးမှာပဲရှိနိုင်တယ်ပေါ့နော်ဈေးအတိကျတော့ကျွန်တော်ရဲ့ Messenger မှာလာမေးရင်းနဲ့စိတ်ဝင်စားရဆိုလို့ရှင်တော့ live ဆုံးသမ်းမြင်မှာယူလို့ရပါတယ်